မျိုးတွေမင်္ဂလာပါဗျ online ပေါ်လဲမတက်တာကြာသွားပြီเนาะအလုပ်ကလေးကလည်းများနေတာပေါ့ဒီနေ့တော့ပြောစရာရှိလို့တက်လာတာပါเนาะဘာလို့ပြောစရာရှိလဲဆိုတော့ကန်ကြီးထိုက်မဲ့သူတွေကိုအရင်ပြောချင်တာเนาะကန်ကြီးထိုက်မဲ့သူတွေเนาะခင်မုန်းကြီးဆယ်ပါးကိုစော်ကားတဲ့လူတွေကန်ကြီးထိုက်မှာကိုเนาะကန်ကြီးထိုက်မဲ့သူတွေကိုကျွန်တော်တို့ကပြောချင်တာပေါ့ဗျာเนาะဘာလို့သွားတွေ့လဲဆိုတော့နိုင်ငံတော်တမားကြီးကထိုင်းနိုင်ငံကိုเนาะချစ်ကြည်ခီသွားတယ်သွားတဲ့အခါမှာเนาะတမရာကြီးကိုမျိုးစုံဘလိန်နေတဲ့လူတွေလည်းရှိတာပေါ့ဗျာเนาะတမရာကြီးကိုဘလိန်ပြီးတော့เนาะဟိုပြစ်တာထိုင်းနိုင်ငံကိုရောက်နေလူတွေရှိတာပေါ့ထိုင်းနိုင်ငံမှာလည်းဘလိန်ကြတာပေါ့ဒါပေမဲ့เนาะတမရာကြီးရဲ့ကျွန်တော်တို့မိဘစိတ်ကိုကျွန်တော်တို့ဘာမှသွားမြင်ရလဲဆိုတော့ထိုင်းနိုင်ငံဝင်ကြီးချုပ်နဲ့เนาะလွတ်တော်ဥက္ကဋ္ဌနဲ့တွေ့တဲ့အချိန်မှာတမရာကြီးကဘာကိုတောင်းဆိုလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကလေပြီးတော့တဲ့အမျိုးမျိုးအကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေကိုတဲ့နော်အလုသမားအခွင့်အရေးအပြည့်အဝပေးဖို့တဲ့ဥပဒေအရလည်းကာကွယ်ပေးဖို့တဲ့နော်စောင့်ရှောက်ပေးဖို့မြစ်တာရက်ခံပါတယ်တဲ့နော်လောက်များနော်စဉ်းစားကြည့်မြန်မာနိုင်ငံကလေပြီးတော့တာလာရခေါင်းတင်နဲ့သွားတဲ့လူလည်းရှိမယ်နော်တမတော်ရုပ်ဗလိန်ပြီးသွားမှရှိတယ်နော် CDN ဆိုတဲ့ဟာတွေရောမျိုးစုံပေါ့ဗျာနော်တခြားပုံမှန်နဲ့စာဝတ်နေရောက်သွားတဲ့လူတွေလည်းရှိမှာပေါ့ဗျာဘလို့အကြောင်းမျိုးမျိုးပဲနဲ့ပဲကျွန်တော်ထိုင်းနိုင်ငံကိုရောက်ပါစေတဲ့အဲ့ရောက်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကိုတဲ့နော်ဥပဒေအရလည်းကာကွယ်ပေးပါတဲ့နော်အလုံသမားအခွင့်အရေးလည်းဒန်းတူပေးပါတဲ့လူအခွင့်အရေးရလည်းပဲတေချာဆောက်ရှောက်ပေးပါဆိုပြီးတော့မြစ်တာရက်ခံတယ်နော်အဲ့ဒါဘာလဲဆိုတော့နော်တောင်းဆိုပလုံဆိုသာပြေရိုးထုံးတန်ရှိတယ်တားဆိုသမီးဆိုဆိုတာပြေရိုးထုံးတန်မရှိဘူးဆိုတဲ့နော်အဲ့တော့မိဘစိတ်ကိုတွားပြီးတွေ့ရတာပေါ့နော်ခင်ဗျားတို့တွေကဘလောက်ပဲသူ့ပေါ်စော်ကားဆဲဆိုးပြောဆိုးသူကတော့ခင်ဗျားတို့ပေါ်မြစ်တာထားတယ်ဆိုတာကိုပြတာနော်ခင်ဗျားတို့NLD လက်ထက်ကဒေါ်စုကထိုင်းနိုင်ငံသွားတဲ့ခါမှာဗာပြောလဲသိလားနင်တို့အဲ့ဒါလို့နေတဲ့နော်နင်တို့စိုးလာဖြစ်လာလို့ရှိရင်ငါတို့ဘာမှတာဝန်မယူဘူးဆိုတဲ့သဘောပဲနော်နင်တို့ကိုဖြစ်ကိုခံဆိုတဲ့သဘောမျိုးပြောတာနော်အမှအပြောစကားတွေနိုင်ငံခေါင်းဆောင်နှစ်ယောက်ရဲ့အပြောစကားတွေခင်ဗျားတို့ရှင်းကြည့်လိုက်ဘယ်သူကမေတ္တာရှိတယ်လဲဘယ်သူကမေတ္တာတရားရှိတယ်လဲဆိုတာနော်အနေထားလေးပေါ့နော်ဒါခင်ဗျားတို့ဒါသိသိချင်တာပေါ့နော်ပြီးတော့နိုင်ငံတော်သမ္မတကြီးကကျွန်တော်ဖုန်းတော်ပွဲတွေပြောနေတာမဟုတ်ဘူးနော်အဲ့မှာနော်လေးလာပြီးမှပြောတာနော်ပြည်ပခီးစဉ်တိုင်းမှာဘာတွေပြောလဲမြန်မာနိုင်ငံကိုတဲ့လာရောက်ပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေလုပ်ကြပါတဲ့နော်ကျွန်တော်တို့ကြီးကနော်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ကရင်းနှီးမြှုပ်နှံမှုတွေအရေးကြီးပါတယ်တဲ့လာရောက်ပြီးတော့ရင်းနှီးမြှုပ်နှံပါတဲ့ကျွန်တော်တို့လူငယ်တွေကိုလည်းတော့ပညာတတ်အောင်ကြိုးစားတယ်ဒီပညာတတ်ကလေးတစ်ဖြည်းဖြည်းနဲ့ပညာတတ်ပြီးတော့လုပ်ငန်းရှင်တွေဖြစ်လာအောင်သူကဖြစ်စေခြင်းနဲ့ဆန္ဒပြင်းပြတာပေါ့နော်အဲကြောင့်ရင်းနှီးမြှုပ်နှံပါလို့ပြောတယ်ဒေါ်စုကဗာပြောလဲမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုတွေလာမလုပ်ပါနဲ့တဲ့နော်မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုတွေလာမလုပ်ပါနဲ့တဲ့ဒေါ်စုကအော်တာနော်အဲ့ဒါခင်ဗျားတို့ရင်းနှီးမြှုပ်နှံမှုတွေလာပြီးလုပ်ပါဆိုနိုင်ငံမှာနော်လူသားအရင်းမြစ်တွေအခွင့်အလမ်းတွေလုပ်ငန်းခိုင်ခန့်တွေတိုးတက်ဖို့အတွက်နိုင်ငံကောင်းဆောင်ဆိုတာကိုယ်နိုင်ငံတိုးတက်ဖို့လုပ်တာဒေါ်စုကဗာလေရင်းနှီးမြှုပ်နှံမှုတွေမလာကြပါနဲ့တဲ့နော်အဲ့လိုပြောတာနော်ပြောတာချင်းမတူဘူးနော်ကိုယ်နိုင်ငံတိုးတက်ဖို့နဲ့ကိုယ်နိုင်ငံကိုစေနာထားခြင်းမထားခြင်းဆိုတာလေအရန်ကွာတာပေါ့နော်နောက်ကကိုရှိရလူတွေနိပညာတွေနော်လူငယ်လေးတွေနိပညာတွေနော်မြင်မာဖို့အတွက်နော်ကိုဆိုလို့ရှိရင်ကျွန်တော်ကျောင်းတွေကောလိပ်တွေအများကြီးပဲအသက်မွေးဝမ်းကျောင်းပညာကျောင်းတွေအများကြီးပဲဖွင့်တာဒီလက်ရှိနိုင်ငံတော်သမ္မတကြီးနဲ့နော်အစိုးရဖွဲ့ထားတယ်ခင်ဗျားတို့ဒါဒီလောက်နော်နိုင်ငံမှာနော်အမျိုးမျိုးဘက်စုံတောင်းဆိုအဖြစ်အစည်းအောင်တော့မျိုးစုံလုပ်နေတဲ့ဂျားတွေကကိုကဖြစ်အောင်လုပ်တယ်ဆိုတဲ့စိတ်ကနော်ဖြစ်အောင်လုပ်တယ်ဆိုတဲ့အရေးချင်းကနည်းနည်းအရေးချင်းပေါ့နော်ဒလာကြီးလည်းစောက်လိုက်တာပဲနိုင်ငံတော်ဒလာကြီးစောက်လမ်းတွေပေါ့လမ်းတွေပွင့်အောင်လည်းမျိုးစုံစူးစမ်းနေတာနော်ခင်ဗျားတို့ကဖြည့်ဆည်းမဲ့သူတွေသာများနေတာစူးစမ်းပြီးတော့ဝိုင်းပြီးတော့နော်ပံ့ပိုးကူညီမဲ့သူတွေကနည်းနေတာပေါ့နော်ကျွန်တော်တို့ခင်ဗျားတို့အားလုံးကဝိုင်းဝန်းပြီးတော့နော်ကူညီပံ့ပိုးပြီးတော့ဝိုင်းဝန်းလုပ်ကြမယ်ဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံခဏပဲတူခဏပြစ်မှာနော်တိုးတက်လာမှာပေါ့အခုလည်းရေဘေးဖြစ်တယ်ကြည့်ပါလားရေဘေးဖြစ်တော့အကုန်လုံးတော့တက်မတော်ရောပြည်သူရောပရိဟိတအဖွဲ့တွေဝိုင်းဝန်းဖြစ်တယ်အစိုးရအဖွဲ့တွေကလည်းဝိုင်းဝန်းပြီးတော့နော်ဝင်ကြီးချုပ်တို့အခုဆိုသမ္မတကြီးရဲ့ကိုယ်တိုင်ပဲတွားရောက်ပြီးတော့
စူးစမ်းပန်းစားနဲ့နော်ကဲတဲ့ရေးတွေလုပ်တယ်ပံ့ပိုးတွေထောက်ပံ့မှုတွေအများကြီးလုပ်တယ်နော်ဒေါ်စုကြည်လက်ထက်တော့အဲ့လက်ထက်မှာရေးကြီးတော့ဘာပြောလဲရေးနှစ်ဆယ်ကတော့ရေးကြီးနေမှာပဲတဲ့ရေးကြီးတိုင်းသာလိုက်ထောက်ပံ့နေလို့ရှိရင်တဲ့ဟိုပေါ့နိုင်ငံတော်ဘတ်ဂျက်တွေအလကားဖြစ်မှာတဲ့ဒါကြောင့်မို့လို့တဲ့ဒီလူတွေကိုကိုကြီးထောက်ပံ့ပေးဖို့ဘတ်ဂျက်မရှိပါဘူးတဲ့နိုင်ငံတော်မှာဘတ်ဂျက်မရှိပါဘူးလို့ပြောတာနော်အဲ့ကြောင့်နော်နိုင်ငံအကြီးအကဲတွေမှာနိုင်ငံတော်နဲ့ပြည်သူပေါ်ဘယ်သူကစေတနာထားတယ်စေတနာမှန်တယ်ဆိုတာခမည်းတော်တွေသိစေခြင်းလို့ဒါနှိုင်းရှင်ပြီးတော့ပြောတာဖြစ်ပါတယ်လို့နော်ကျွန်တော်ပြောတာမှားတယ်ဆိုလို့ရှိရင်အချက်နဲ့ကျွန်တော်လာထောက်ပြနော်ကျွန်တော်ဒါအမှန်တရားကိုကျွန်တော်သုံးသပ်ပြတာဖြစ်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်